ခုစပွဲမှာဒီရက်ဒီချက်2မျိုးနဲ့ရက်နေကြတယ်လို့မြင်ကြပါတယ်ပထမတစ်ချက်ကတော့ကိုအမေရိကန်နဲ့အစ္စရေးတို့ရဲ့တိုက်ခိုက်မှုကိုအီရန်နိုင်ငံပေါ်တိုက်ခိုက်မှုကိုသူကအပြင်းထန်ရှုံချထားပါတယ်ဒါကပေါ်တင်ကြေညာထားတဲ့ကြေညာချက်တွေကကျွန်တော်တို့မြင်ရပူတင်ကလည်းဒါနဲ့ပတ်သက်ပြီးတော့ဒီသူ့တကိုယ်ကြီးပြောထားတာရှိပါတယ်အဲ့ဒါကအလီခါမနီကိုတတ်ခဲ့တဲ့ကိစ္စဟာရုံးမှရက်ဆက်တဲ့လူတတ်မှုဆိုပြီးတော့ပူတင်ကခေါ်ထားတာတွေ့ရပါတယ်ခုစပွဲမှာအားလုံးစိုးရိမ်နေကြနောက်တစ်ချက်ကတော့ရုရှားနိုင်ငံရဲ့ပါဝင်ပတ်သက်မှုပါပဲရုရှားကအခုစပွဲမှာဒီရက်ဒီချက်2မျိုးနဲ့ရက်နေကြတယ်လို့မြင်ကြပါတယ်ပထမတစ်ချက်ကတော့ကိုအမေရိကန်နဲ့အစ္စရေးတို့ရဲ့တိုက်ခိုက်မှုကိုအီရန်နိုင်ငံပေါ်တိုက်ခိုက်မှုကိုသူကအပြင်းထန်ရှုံချထားပါတယ်ဒါကပေါ်တင်ကြေညာထားတဲ့ကြေညာချက်တွေကကျွန်တော်တို့မြင်ရတာပါဒါပေမဲ့တစ်ဖက်မှာတော့ဆွဆွဲချက်တွေအရဒါရုရှားနိုင်ငံကအီရန်နိုင်ငံကိုနောက်ွယ်ကနေကူညီပံ့ပိုးပေးနေတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဆိုတော့ရုရှားနိုင်ငံကလူသိရှင်ကြားပြောထားတဲ့အချက်လက်တွေကိုကျွန်တော်တို့ဒီစကားတွေကိုကြည့်မယ်ဆိုလို့ရှိရင်ကုလသမဂ္ဂအဖွဲ့ဝင်လွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံအပေါ်မှာကြိုတင်ကြံစီပြီးတော့အကြောင်းမဲ့ကျူးကျော်စစ်ဆင်နွှဲတာဆိုပြီးတော့အမေရိကန်နဲ့အစ္စရေးကိုသူကပြင်းပြင်းထန်ထန်ဝေဖန်ထားပါတယ်ဒါကအစိုးရရဲ့ထုတ်ပြန်ချက်ပါဒါပေမဲ့ပူတင်ကလည်းဒါနဲ့ပတ်သက်ပြီးတော့ဒီသူ့တကိုယ်ကြီးပြောထားတာရှိပါတယ်အဲ့ဒါကအလီခါမနီကိုတတ်ခဲ့တဲ့ကိစ္စဟာရုံးမှရက်ဆက်တဲ့လူတတ်မှုဆိုပြီးတော့ပူတင်ကခေါ်ထားတာတွေ့ရပါတယ်ပြီးတော့ဒီဗြိတိန်နိုင်ငံဆိုင်ရာရုရှားတန်အမတ်ပေါ့နော်သူပြောထားတာကဒီ CNBC နဲ့အင်တာဗျူးမှာသူပြောတာကအမေရိကန်နဲ့အစ္စရေးတို့အီရန်နိုင်ငံပေါ်မှာဆင်နွှဲနေတဲ့စစ်ပွဲဟာထောက်ပေါက်မရှိတဲ့မှားယွင်းတဲ့စွန့်စားမှုတစ်ခုဆိုပြီးတော့ပြောထားတာတွေ့ရပါတယ်။ရုရှားအနေနဲ့အီရန်ပေါ်မှာအင်မတန်ကိုချင်းစာလဲဆိုပြီးတော့လည်းသူကပြောတယ်။ပြီးတော့ရုရှားနဲ့အီရန်ရဲ့ဆက်ဆံရေးဟာကဏ္ဍစုံမှာမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးရှိနေသေးတယ်လို့လည်းပြောခဲ့ပါတယ်။ဒါပေမဲ့ဒီအဲ့ဒီအင်တာဗျူးမှာပဲသတင်းထောက်ကဒီဗြိတိန်နိုင်ငံဆိုင်ရာရုရှားတမန်ကိုဗာမေးတယ်ဆိုတော့စစ်ရေးအရအီရန်နဲ့ဒီရုရှားတို့ဆက်နွယ်မှုရှိမရှိဆိုပြီးသတင်းထောက်ကမေးပါတယ်ဆိုတော့သူကဒီရုရှားတမန်ကဗာပြောလဲဆိုတော့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်မှတ်ချက်မပေးလို့ဘူးဆိုပြီးတော့ပြောခဲ့ပါတယ်ရုရှားပေါ်ပတ်သက်မှုနဲ့ပတ်သက်လို့အမေရိကန်ဘက်ကပြောလာတဲ့ချက်ထဲမှာတိတိကျကျထည့်ပြောလာတဲ့အချက်တွေပါဝင်ပါတယ်အဲ့ဒါကအမေရိကန်စစ်သားပေါ့နော်6ယောက်သေဆုံးခဲ့တဲ့ဒီကူဝိတ်မှာရှိတဲ့အမေရိကန်စစ်ခြေစကန်တိုက်ခိုက်မှုကိုကျွန်တော်တို့မှတ်မိကြအောင်ပါအဲ့ဒီတိုက်ခိုက်မှုဟာဒီပင်တဂွန်စစ်ဌာနချုပ်အရာရှိတွေရဲ့ပြောဆိုပုံရဆိုလို့ရှိရင်တော့အများပြည်သူသုံးမြေပုံတွေမှာလုံးဝမရှိတဲ့ရှို့ဝဲစခန်းတစ်ခုပေါ်မှာတိတိကျကျတိုက်ခိုက်ခံခဲ့ရလို့ပြောထားပါတယ်ရုရှားပေါ်ပတ်သက်မှုနဲ့ပတ်သက်ပြီးတော့အမေရိကန်ဘက်ကပြောဆိုတာတွေကတရားဝင်ပြောလာတာမျိုးတော့မရှိသေးပါဘူးဒါကဒီသတင်းဌာနတွေမှာအမည်မဖော်လို့တဲ့အမေရိကန်အစစ်မြင့်စစ်တပ်ထဲကအစစ်မြင့်အရာရှိ၃ဦးဆိုပြီးတော့ပြောလာတာပဲဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒီရုရှားပေါ်ပတ်သက်မှုနဲ့ပတ်သက်ပြီးတော့သတင်းထောက်တွေကအမေရိကန်ကာကွယ်ရေးဝန်ကြီးဒီပီတာဆစ်ကိုမေးတော့ဗာပြောလဲဆိုတော့ကျွန်တော်တို့အားလုံးကိုခြေခံစောင့်ကြည့်နေတယ်ပါတယ်ဆိုပြီးတော့ပဲထိကြားသွားပါတယ်ဒါပေမဲ့တိတိကျကျပြောတော့တာမျိုးမရှိပါဘူးဒါပေမဲ့ရုရှားပေါ်ပတ်သက်မှုရှိလာတယ်ဆိုပြီးတော့လူမှုသတင်းတွေထွက်လာပြီးတဲ့နောက်ပိုင်းမှာအမေရိကန်ဘက်ကအခုအီရန်စစ်ပွဲနဲ့ပတ်သက်ပြီးတော့ဒီစီးပွားရေးရောနိုင်ငံရေးရောကစားတဲ့ပုံတွေပြောင်းလာတယ်ဒီနည်းအားဖြင့်တချို့ပြင်းပြင်းထန်ထန်ဝေဖန်တဲ့သူတွေကတော့အမေရိကန်ဟာကြောင်သူတော်ဆန်တယ်ဆိုပြီးတော့ပြောဆိုဝေဖန်နေကြတာလည်းရှိပါတယ်အဲ့ဒါကတော့ရုရှားပေါ်မှာစီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းနေတဲ့ကိစ္စပါကျွန်တော်တို့ဒီကိစ္စကိုကြည့်အောင်ပါပြီးခဲ့တဲ့နှစ်ကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့မိုဒီအစိုးရဒီအိန္ဒိယအစိုးရတို့ကြားမှာစီးပွားရေးရတင်းမာမှုတွေရှိခဲ့တာကိုတချို့မှတ်မိကြအောင်ပါကျွန်တော်တို့ကဒေါ်နယ်ထရမ့်ကပြောတာကမိုဒီအစိုးရဟာဒီအမေရိကန်ကစီးပွားရေးပိတ်ဆို့ထားတဲ့ရုရှားနိုင်ငံတွေကရေနံတွေကိုဝယ်နေတယ်ဆိုပြီးတော့မိုဒီဆိုရကိုအဲ့လိုဝယ်နေတာတွေကိုရပ်တန့်ကရပ်ဖို့ PR ပေးခဲ့မှုပါတယ်ပြီးတော့အဲ့လိုမရပ်ဘူးဆိုလို့ရှိရင်အိန္ဒိယကအမေရိကန်ကိုသွင်းတဲ့သွင်းကုန်တွေပေါ်မှာ90%အခွန်ထပ်တိုးပြီးကောက်မယ်ဆိုပြီးတော့တကယ်လည်းကောက်ခဲ့တာမျိုးလုပ်ခဲ့ပါတယ်ပြီးတော့ရုရှားစီကရေနံဝယ်တာကိုမရပ်ရင်ဒီထက်ပိုပြီးတော့အခွန်တိုးမယ်ဆိုပြီးတော့ Trump ကပြောင်တင်း PR ပေးခဲ့တာရှိပါတယ်ဆိုတော့ပြီးခဲ့တဲ့လကဒါကျွန်တော်တို့မိုဒီဆိုရကရုရှားစီကရေနံဝယ်တာကိုလုံးဝရပ်ဆိုင်းဖို့သဘောတူလိုက်ပြီးဆိုပြီးတော့မိုဒီကထုတ်ပြန်ခဲ့ပါတယ်။ဒါလို့ထုတ်ပြန်ပြီးတဲ့နောက်မှာမှ Trump ကအိန္ဒိယနိုင်ငံပေါ်မှာဒီခွန်တိုးကောက်ထားတဲ့ကုန်စည်ခွန်တွေပေါ်မှာအခွန်ပြန်လျှော့ပေးခဲ့တာပါ။ဒါပေမဲ့အခုဒီအီရန်စစ်ပွဲစပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီမူဝါဒကချက်ချင်းဆိုသလိုပြောင်းသွားပါတယ်။ကျွန်တော်တို့ almost ရေလက်ကြောက်ကိုပိတ်လိုက်တာကြောင့်မလို့ဒီအိန္ဒိယကငကိုတော့ကသူရုရှားစီကမဝယ်ဘဲနဲ့ဒီအရှေ့လေပိုင်းကလည်းတွင်းနေတဲ့ရေနံလမ်းကြောင်းတွေအကုန်လုံးရပ်သွားပါတယ်။သူတို့ဒီကပလာပေါ့နော် KPL ကအဲ့ဒီကနေပြီးတော့ထုတ်ထားတဲ့အချက်လက်တွေရဆိုလို့ရှိရင်အိန္ဒိယဟာသူစီကိုနေ့စဉ်တင်သွင်းနေတဲ့ရေနံစီ1.5 တန်းကနေ1.8 တန်းလောက်ကိုဆော်ဒီပြီးတော့ကူဝိတ်နဲ့ UAE နိုင်ငံတွေစီကနေပြီးတော့ဒီရေလက်ကြောက်ကိုဖြတ်ပြီးတော့တင်သွင်းနေရတာဖြစ်တယ်လို့ဆိုပါတယ်ဆိုတော့လောလောဆယ်ကျွန်တော်တို့မြင်ရတာကဒီစစ်ပွဲဖြစ်လာပြီးတဲ့နောက်ပိုင်းမှာအုံမှုရှိလက်ကြတဲ့ပိတ်ခံရပြီးတဲ့နောက်မှာအိန္ဒိယမှာတခြားရွေးချယ်စရာလမ်းကြောင်းမရှိတော့ဘူးလို့ပြောပါတယ်ဒါကြောင့်မလို့ပြီးခဲ့တဲ့ဂျာတာပရင်းတွေကဒီအမေရိကန်ဘန်နာရေးဝန်ကြီးဘက်ဆင်ပေါ့နော်သူကပြောလဲဆိုတော့အမေရိကန်ကတစ်နှစ်ပတ်လုံးပိတ်ဆို့ထားခဲ့တဲ့ရုရှားရေနံတွေကိုအိန္ဒိယအနေနဲ့ရပ်ပေါင်း30တိတိဝယ်ယူခွင့်ပြုလိုက်တယ်ဆိုပြီးတော့ကြေညာခဲ့ပါတယ်
ဆိုတော့ကျွန်တော်တို့ဒီမှာဗာမြင်ရတယ်လဲဆိုတော့ Donald Trump ကသူကိုယ်တိုင်ဖိအားပေးပြီးတော့မဝယ်ခိုင်းခဲ့တဲ့ရုရှားစီတွေကိုအိန္ဒိယကိုသူကိုယ်တိုင်ပဲပြန်ပြီးတော့ဝယ်ဆိုပြီးတော့ပြန်ပြီးခွင့်ပြုလိုက်တာဖြစ်ပါတယ်။ဒီနေ့အဖြစ်တော့ရုရှားပတ်စံမရအောင်လုပ်ထားတယ်လို့ပြောတဲ့လူကပဲရုရှားပတ်စံပြန်ရအောင်လမ်းပြန်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဥရောပကောင်စီဥက္ကဋ္ဌဒီအန်တိုနီယိုကော့စတာကဒေါ်နယ်ထရမ့်ရဲ့လုပ်ရက်ကိုပြင်းပြင်းထန်ထန်ဝေဖန်ပါတယ်။သူကဘာပြောလဲဆိုတော့ခုချိန်ထိတော့ဒီစစ်ပွဲမှာတအူးတဲ့အနိုင်ရနေတဲ့သူကအမေရိကန်လည်းမဟုတ်ဘူး၊အစ္စရေးလည်းမဟုတ်ဘူး၊အီရန်လည်းမဟုတ်ဘူး၊ရုရှားဖြစ်ပါတယ်တဲ့။ရေနံဈေးတွေတက်လာလို့ယူကရိန်းစစ်ပွဲအတွက်ဒီရုရှားကငွေပိုရလာတယ်လို့ယူကရိန်းကိုထောက်ပံ့ရမယ့်စစ်အင်အားတွေကလည်းတခြားဘက်ကိုလှည့်သွားတာဖြစ်လို့ရုရှားကခုချိန်မှာအမျက်ထွက်နေတယ်ဆိုပြီးတော့ပြောထားပါတယ်။ဆိုတော့ဒီရုရှားရဲ့ပြောရေးဆိုခွင့်ရှိသူရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ဖ်ကပြောလဲဆိုတော့အီရန်စစ်ပွဲကြောင့်မို့လို့ရုရှားစွမ်းအင်တွေကိုဒီအထူးသဖြင့်တော့ရေနံတွေကိုဝယ်လိုအားအကြီးအကျယ်တက်လာတယ်ဆိုပြီးတော့အတည်ပြုထားပါတယ်။ဒီနေ့အပြင်တော့ငကိုတုံးကကျွန်တော်တို့ဒီအရှေ့တောင်အာရှဒီဘက်ကတောင်အာရှအိန္ဒိယအပါအဝင်ဒီဘက်ကနိုင်ငံတွေကဒီပင်လယ်ကွေ့နောက်ပြီးတော့အီရန်ဒီနေရာတွေကိုအမီပြုတ်ပြီးတော့ရေနံတင်သွင်းနေတာကနေအခုအဲ့နေရာတွေလမ်းကြောင်းတွေကိုအကုန်ပိတ်လိုက်တော့သူတို့ရဲ့အဓိကဝယ်ရမယ့်ဝယ်လက်ကဒီရုရှားဖြစ်လာတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီဘက်ကစစ်ပွဲဖြစ်နေတဲ့ရုရှားအနေနဲ့သူ့အနေနဲ့အသက်တင်ဒီနိုင်ငံတွေကိုငကိုတုံးကဒီဘက်ဒီပင်လယ်ကွေ့နိုင်ငံတွေကိုအမိပြုတ်နေရတဲ့နိုင်ငံတွေကိုသူကအခုတော့ဒေနန်တွေလိုတလောက်ပြန်ရောက်နေနိုင်တာပဲဖြစ်ပါတယ်။ဒီနေ့အပြင်အီရန်စစ်ပွဲကြာလေတစ်ဖက်မှာရုရှားနိုင်ငံကအမျက်ထွက်လေပဲဖြစ်ပါတယ်